နေ့လယ်တော့ထမင်းစားတော့ဖုန်းကြည့်မယ်ဆိုပြီးတော့လွယ်အိတ်တွေနှိုက်လိုက်တာဒီမှာ super coffee မျိုးလေးတစ်ထုပ်ထွက်လာတယ်အဲ့ super coffee မျိုးလေးထဲမှာ3 in 1ဆိုပြီးတော့ပါတယ်အဲ့3 in 1ကဘာလို့ပါရလဲဆိုတော့ဒီ coffee မျိုးတစ်ထုပ်ကိုရဖို့အတွက်3မျိုးပေါင်းဆက်တာလားအဲ့3မျိုးပေါင်းဆက်တာအတွက်သူ့ကို3 in 1လို့ခေါ်တယ်ကျမတို့လူတွေမှာလည်း3 in 1တွေရှိတယ်4 in 1တွေရှိတယ်တချို့ဆိုရင်0 in 1တွေရှိကြပါတယ်တဲ့အဲ့ဒါဘာပြောရလဲဆိုတော့လူတစ်ယောက်ထဲမှာအလုပ်2ခုကိုလုပ်ရင်2 in 1အဲ့လူတစ်ယောက်ထဲကအလုပ်3ခုကိုလုပ်ရင်3 in 1လို့ခေါ်တယ်ငါကဘယ်တော့မှပါတာလဲ1 in 1ထဲမှာပါတာလား2 in 1ထဲမှာပါတာလား3 in 1ထဲမှာပါတာလားအဲ့တော့ကျမကိုယ်တိုင်ကလည်း1 in 1စားထဲမှာပါခဲ့အဲ့လိုဖြစ်တဲ့ခါကျရင်2 in 1 3 in 1သမားတွေကိုအရန်တိတ်ငယ်စိတ်ရဖြစ်တယ်အဲ့တော့ပြောချင်တာ0 in 1လေးတောင်ရှိသေးတာပဲအဲ့လူတစ်ယောက်ထဲကပဲဘာလုံးမမလုပ်ဘူးဆိုရင်သူ့ကို0 in 1လို့ခေါ်တယ်မလားဒါဆိုတော့1 in 1သမားတွေကနည်းနည်းကုန်ရှိသေးတယ်0 in 1နဲ့ဆိုင်တော့ကိုတိတ်မငယ်နေပါနဲ့လို့1 in 1သမားတွေ2 in 1ပြောင်းစူးစမ်းလိုက်ရပါတယ်ကျမတငယ်ချင်းတွေလည်းကို0 in 1ထဲမှာပါတာလားဒါမှမဟုတ်1 in 1ထဲမှာပါတာလား3 in 1ထဲမှာပါတာလားကိုပြန်ပြီးတော့စမ်းစစ်ကြည့်ပါနော်လူတယောက်ထဲကပဲအလုံး2ခု3ခု4ခုလုံးနိုင်တယ်ဆိုရင်တော့ဒါတော်တော်ကြီးအားကြရတော့တဲ့လူတယောက်ဖြစ်နေပါပြီကျမတော့လောလောဆယ်2 in 1ထဲမှာပေါ့တစ်ခုကပတ်စံရတယ်တစ်ခုကပတ်စံမရဘူးပတ်စံမရပေမဲ့လည်းကိုဝါသနာပါတယ်လေအဲ့ဒါပဲပြောချင်ပါတယ်အဲ့တော့ကိုပြန်ပြီးတော့မေးကြည့်ပါကွန်ပျူတာလေးတွေ့ပြီးတော့အဲ့ဖတ်လာတဲ့စာအုပ်လေးတွားပြီးတော့တတိယမိလို့အားနဲ့ရိုက်ပြီးတော့တင်လိုက်တာပါโอเคလောက်ပါပဲเนาะ good night ပါရှင်